တောင်ကလပါ73ရက်ကွက်တီတီနနာလမ်းကျဲပေါ်မှာရှိတဲ့တိုက်တစ်ကလေးနဲ့နင်းစီကမိတ်ဆက်ပေးပါမယ်ရှင်။ဘယ်ဘက်မှာဆိုရင်တော့မင်္ဂလာလမ်းမကြီးအနီးမှာတည်ရှိပါတယ်ရှင်။ညာဘက်မှာဆိုရင်လည်းကိုရီးယားလမ်းမကျဲကြီးတည်ရှိပါတယ်ရှင်။ဒီတိုက်ခန်းလေးကတော့လမ်းမကျဲကြီး၃ခုစုံတဲ့နေရာမှာတည်ရှိပါတယ်ရှင်။လှည့်လေးကတော့အနောက်မြောက်လှည့်လေးပဲဖြစ်ပါတယ်ရှင်။ရန်နာမှာဆိုရင်လည်းတန်မန်းဆန်းရှိတ်တွေကိုအပြည့်တက်ပေးထားတဲ့ကြွေပြားတွေခင်းပေးထားပါတယ်ရှင်။ BCC လဲကြာပြီးသားမီတာလဲကြာပြီးသားပါရှင်တတိယတက်တိုက်တစ်ကလေးကိုတော့3830ညှိနှိုင်းစည်းလေးနဲ့ရောင်းချပေးမှာပဲဖြစ်ပါတယ်ရှင်နှစ်စီနဲ့တူလိုက်ကြည့်ရအောင်အခန်းရဲ့ဝင်ချင်းမှာဆိုရင်တော့စူပါစတီတစ်စုံလဲတက်ဆင်ပေးထားပါတယ်ရှင် TV ဇင်ရဲ့ Eco ဦးတွေရဲ့လည်းပြင်ဆင်ပေးထားပါတယ်ရှင်အခန်းလေးရဲ့ကျယ်ဝန်းကတော့1854ပဲကျယ်ဝန်းပါတယ်ရှင်ကလစ်စစ်ဆန်နဲ့မီဆိုင်ကြီးတွေကိုလည်းတက်ဆင်ပေးထားပါတယ်ရှင်အသစ်ဆက်ဆက်အကွန်တစ်လုံးလည်းတက်ဆင်ပေးထားပါတယ်ရှင်တိမ်လုံးကို SPC ပါကေရေဆိုကန်ထူစားကိုပဲခင်းပေးထားပါတယ်ရှင် Open box လေးတွေလည်းနေရန်မှာတက်ဆင်ပေးထားပါတယ်ပြတင်းပေါက်တိုင်းမှာဆိုရင်လည်းတန်မန်းတွေကိုအပြည့်တက်ဆင်ပေးထားပါတယ်ရှင်ဘေးပြတင်းပေါက်မှာလည်းလေဝင်လေးအတွက်ကောင်းပါတယ်ရှင်ဘေးတိုင်းမရှိတဲ့အတွက်လေဝင်လေးအတွက်ကောင်းပါတယ်ပထမအခန်းကျယ်လေးရဲ့ဝင်ချင်းမှာဆိုရင် open box ကိုတက်ဆင်ပေးထားပါတယ်ရှင်တကားကိုလည်းအထူစားကိုအသုံးပြုပေးထားပါတယ် SPC ပါကေးတွေကိုလည်းခင်းပေးထားပါတယ်ရှင်အခန်း space area ကလည်းကျယ်ပါတယ်အခန်းရဲ့ဘေးမှာလည်းဘေးပြင်းပေါက်ပါတဲ့အတွက်လေဝင်လေထွက်ကောင်းပါတယ်တန်မန်းတွေဆန်းရှိတ်တွေလည်းအပြည့်တက်ဆင်ပေးထားပါတယ်ရှင်တိမ်လုံးကိုလည်း SPC ပါကေးတွေအပြည့်ခင်းပေးထားပါတယ်ရှင်ရှောင်းလန်း space area ကလည်းကျယ်ပါတယ်ဒါလေးကတော့ဒုတိယအခန်းကျယ်လေးပဲဖြစ်ပါတယ်ရှင်အခန်းထဲမှာဆိုရင်လည်း SPC ပါကေးတွေကိုအပြည့်ခင်းပေးထားပါတယ်ရှင်အခန်း space area ကလည်းကျယ်ပါတယ်ရှင်အခန်းထဲမှာဆိုရင်လည်းခင်မီဒီဇိုင်းတွေနဲ့မီဇိုင်းတွေကိုပြင်ဆင်ပေးထားပါတယ်တတိယတဲ့တိုက်တစ်ကလေးဖြစ်ပြီးတော့ဈေးနှုန်းလေးကတော့3830ညှိနှိုင်းစည်းလေးပဲဖြစ်ပါတယ်ကချင်ကန်လေးထဲမှာဆိုရင်လည်းနှစ်ပေပတ်လည်းကြွေပြားတွေကိုအပြည့်ခင်းပေးထားပါတယ်ရှင်ကပီနက် box တွေကိုလည်းအပေါ်အောက်တက်ဆင်ပေးထားပါတယ်ရှင်အနောက်တိုက်ွယ်လည်းမရှိပါဘူးရှင်အရေးပေါ်လေကားလေးကိုလည်းတန်မန်းနဲ့တစ်ထပ်တကားနှစ်ထပ်ပြင်ဆင်ပေးထားပါတယ်ရှင်မီဆိုင်တွေကိုလည်းပြင်ဆင်ပေးထားပါတယ်ဘေဘီတွေတော့မှလည်းတန်မန်းတွေကိုတက်ဆင်ပေးထားပါတယ်ရှင်ဒါလေးကတော့ဘူရိုင်းသားလေးပဲဖြစ်ပါတယ်ရှင်ကြွေပြားတွေကိုကပ်ပေးထားတယ်ခင်းပေးထားပါတယ်ရှင်ဒီဘက်ကတော့ရေချိုးကန်းလေးပဲဖြစ်ပါတယ်ရှင်ရေချိုးကန်းလေးထဲမှာဆိုရင်လည်းတိုင်ကြီးအသစ်ဆက်ဆက်တစ်လုံးကိုတက်ဆင်ပေးထားပါတယ်ရှင်ကြွေပြားတွေလည်းကပ်ပေးထားပါတယ်ရှင်တိုက်သက်တန်းလေးကတော့2နှစ်ဖြစ်ပါတယ်ရှင်အိမ်နံပါတ်လေးကတော့ lucky 7ဖြစ်ပါတယ်ရှင်တတိယတက်လေးကိုတော့3830ညှိနှိုင်းစည်းလေးနဲ့ရောင်းချပေးမှာပဲဖြစ်ပါတယ်ရှင်အခုလိုပြည့်စုံအောင်ပြင်ဆင်ထားတဲ့အခန်းကောင်းလေးကတော့တီတီနန္ဒာလမ်းကျယ်ပေါ်မှာတည်ရှိပါတယ်ရှင်အခုလို location လေးကောင်းတယ်တိုက်တာလေးကောင်းတယ်ပတ်ဝန်းကျင်လေးအတန့်နဲ့ခန်းကောင်းခန်းသက်လေးကိုဝယ်ယူအားပေးခြင်းနဲ့ဆိုရင်တော့ Nissi Real Estate ကိုဆက်သွယ်လိုက်ပါရှင်